အပြိုကြီးဖြစ်ပေမဲ့ဆရာဝန်သားသမီး64ဦးကိုပြုစုပြောထောင်ခဲ့တဲ့ရခိုင်မီးအိမ်ရှင်ဒေါက်တာကျော့တာစိန်အားလုံးပဲမင်္ဂလာပါမင်းသားကြီးပြည်သူများရှင်ဆရာဝန်တယောက်ရဲ့ចောင်းစရိတ်ကမနှဲပါလှပေမဲ့ဒေါက်တာကျော့တာစိန်ဆိုတဲ့ဆရာဝန်ကြီးကဆရာဝန်သားသမီး64ဦးကိုမွေးထုတ်ပေးခဲ့တဲ့သူပါဒေါက်တာကျော့တာစိန်ကအပြိုကြီးဖြစ်ပေမဲ့သူ့ရဲ့သားသမီးများစွာကိုပညာတတ်ကြီးဖြစ်အောင်ကိုပိုင်ငွေနဲ့ထောက်ပံ့ပေးခဲ့သူဖြစ်တာကြောင့်ရခိုင်မီးအိမ်ရှင်ဖြစ်တင်စားခံရပါတယ်ဒေါက်တာကျော့တာစိန်ရဲ့ဘဝအစကလည်းပန်းခင်းလန်းမဟုတ်ခဲ့ပဲငယ်စဉ်ဘဝမှာမိဘတွေကငွေကြေးအဆင်မပြေခဲ့တဲ့အတွက်ခက်ခဲကြမ်းတမ်းခဲ့တာပါပညာကိုလိုချင်တဲ့စိတ်ဆရာဝန်တယောက်ဖြစ်ချင်တဲ့ပြင်းပြတဲ့ဆန္ဒကိုဘယ်အရာကမှတောင်းဆီလို့မရခဲ့ပါဘူးစိတ်တက္ကသိုလ်တက်ရောက်နိုင်ဖို့အတွက်မနက်စောစောထကုန်စိမ်းတွေကိုတက်ယူပြီးဈေးထဲမှာကုန်စိမ်းရောင်းချကကျောင်းစရိတ်ကိုကိုယ်တိုင်ရှောက်ဖွေခဲ့ရတဲ့သူပါပြင်ပန်းဆင်းရဲလွန်းလို့စိတ်ပြတ်အားငယ်ခဲ့ရတဲ့အချိန်တွေအများကြီးရှိခဲ့ပေမဲ့အဲ့လိုခက်ခဲတဲ့ဘဝကနေရုန်းထွက်လာခဲ့ရလို့ပဲဆင်းရဲနွမ်းပါးသူတွေရဲ့ဒုက္ခကိုနားလည်ကိုချင်းစာနိုင်ခဲ့တာပါလက်ရှိအသက်80ကျော်အရွယ်ရှိပြီဖြစ်တဲ့ဒေါက်တာကျော့တာစိန်ကကိုပိုင်မိသားစုဘဝမထူထောင်နိုင်ခဲ့တဲ့အပြိုကြီးတစ်ယောက်ပါဒါပေမဲ့သူ့မှာအခြားမိဘတွေထက်တောင်ပိုပြီးများပြားလာတဲ့သားသမီးလေးတွေရှိနေပါတယ်အကြောင်းမျိုးမျိုးကြောင့်ပညာဆက်လက်သင်ကြားဖို့အခက်အခဲရှိနေတဲ့ကျောင်းသားကျောင်းသူပေါင်း89ဦးကိုကျောင်းထားပေးခဲ့တာပါအဲ့ဒီ89ဦးတည်းက64ဦးကအခုဆိုရင်ဆရာဝန်တွေအဖြစ်ကိုရောက်ရှိသွားခဲ့ကြပါပြီကုန်စည်ရောင်းပြီးဆရာဝန်ဖြစ်လာခဲ့တဲ့အပြိုကြီးမေမေကဆရာဝန်ပေါင်း64ယောက်ကိုကိုပိုင်ချွေးနှဲစာရီနဲ့မွေးထုတ်ပေးနိုင်ခဲ့တာပါအခုခေတ်မှာ Brighter လုပ်တယ်ဆိုရင်အလူငွေကောက်ခံတာ Foundation တွေထားပြီးအလူရှင်တွေရှာဖွေတာကထုံးစံလိုဖြစ်နေတာပါဒေါက်တာကျော့တာစိန်ကတော့ Brighter Foundation ဆိုပြီးနာမည်တက်တည်ထောင်ထားခြင်းမျိုးမရှိပါဘူးဒီလိုမွန်မြတ်တဲ့လုပ်ရက်တွေကိုသိရှိသွားတဲ့အဖွဲ့အစည်းတချို့ကမွေးစားသားသမီးတွေကိုတက္ကသိုလ်ထားပေးနိုင်ဖို့အတွက်အမေရိကန်ဒေါ်လာ8သိန်းတိတိကိုထောက်ပံ့ကူညီဖို့ကမ်းလှမ်းလာခဲ့ပါတယ်ဒေါက်တာကျော့တာစိန်ကကမ်းလှမ်းလာတဲ့ဒေါ်လာ8သိန်းကိုညှင်းပယ်ခဲ့တာပါရှင်သူတစ်ပါးရဲ့ငွေကြေးအပေါ်မိခိုတာထက်မိမိရဲ့ကိုပိုင်ချွေးနှဲဆောင်ကိုပိုင်လောအားကနဲ့ရှောက်ဖွေးထားတဲ့ငွေကြေးနဲ့တောင်သားသမီးတွေကိုကြောင်းထားပေးခြင်းခဲ့တာပါရခိုင်တကွန်ဆုရှင်ဒေါက်တာကျော့တာစိန်ကလက်ရှိစစ်တက္ကသိုလ်တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေကိုကိုပိုင်ငွေနဲ့လောက်စဉ်ပုံမှန်ထောက်ပံ့ပေးနေစေဖြစ်ပါတယ်နေကင်းဘက်တွေမှာရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ဘိုးဘွားရေးသားတွေကိုတွားရောက်ပြီးအဖိုးဖွားတွေကိုအခမဲ့စိတ်ကူးတောက်မှုတွေကိုပြုလုပ်ပေးနေတာပါငွေကြေးချိုးတက်လို့စိတ်ကမ်းမလာနိုင်တဲ့လူနာတွေရှိရင်လည်းအိမ်တိုင်ရရောက်သွားပြီးအခမဲ့ကုသပေးနေတဲ့သူပါနေကင်းဘက်ကျောင်းမတက်နိုင်တဲ့ဆင်းရဲသားကလေးငယ်တွေကိုညဘက်မှာဆီယမကြီးကိုယ်တိုင်ကစာသင်ကြားပေးပါတယ်အဲ့ဒီကလေးတွေကလည်းဆီယမကြီးရဲ့မြတ်တာကြောင့်အမတ်တွေထူးချွန်ပြီးစစ်တက္ကသိုလ်ဝင်ခွင့်တွေကိုရကြတာပါအဲ့ဒီအခါမှာလည်းမိဘတွေကကျောင်းမထားပေးနိုင်လို့ဒေါက်တာကျော့တာစိန်ကပဲတက္ကသိုလ်တက်ဖို့ကုန်ကြားစိတ်အလုံးကိုအိတ်ဆိုင်ပြီးပံ့ပိုးပေးခဲ့ပြန်ပါတယ်ဒေါက်တာကျော့တာစိန်ကဆရာဝန်ဆိုတဲ့အသက်မွေးဝမ်းကြောပညာရပ်ကိုအသုံးချပြီးချမ်းသာအောင်လုပ်ဖို့ဘယ်တော့မှမတွေးခဲ့တဲ့သူပါလူနာရီစီကရတဲ့ငွေကြေးနဲ့ကိုကျိုးမရှာခဲ့တဲ့ဒေါက်တာကျော့တာစိန်လို့ Brighter ဆရာဝန်စစ်စစ်ဆိုတာခေတ်ကြီးထဲမှာတွေးဖို့အရန်ကိုခက်ခဲသွားခဲ့ပါပြီကိုကျိုးစွန့်ပြီးအများကျိုးတွက်နေထိုင်နေတဲ့ဒေါက်တာကျော့တာစိန်ရဲ့ဘဝဖြတ်သန်းမှုအပိုင်းအစလေးတွေထဲကနေဘယ်အချက်ကိုအကြိုက်ဆုံးနဲ့အလီစားရဆုံးဖြစ်လဲဆိုတာမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ